အားလုံးပဲမင်္ဂလာပါအာစီစလေးအိမ်ယာဝင်ပုံပြီးပြပြမယ်အစီအစဉ်ကလေးကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုပြပြမယ်ပုံမြင်ညာကြတော့လေသမားတာဖဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်စလိုက်အောင်တခါနေ့စဉ်လေးတဲ့ဆင်းပြီးတော့ဝမ်းစာရှာပြီးတော့လောက်ကင်နေရလေသမားတာဖာနှစ်ယောက်ရှိရပေါ့နော်အဖေဖြစ်သူကလေသမားကြီးရတဲ့အသက်အရွယ်ရလာတဲ့အမျှပေါ့နော်ပင်မတဲ့တန်ကိုတဲ့မခံနိုင်ရှာတော့ဘူးပေါ့နော်အနေငယ်လောက်ကင်ပြီးတော့ပင်မလာတဲ့တတိကုန်းထိုင်ပြီးတော့ပေါ့နော်တာဖြစ်သူလုံနေတာကိုပဲထိုင်ကြည့်နေတယ်ပေါ့နော်ဒီလိုနဲ့ရက်တည်များလာတော့တာဖြစ်သူကငါဖေးအလုံးလည်းမလုပ်နိုင်တော့ဘူးဒီငါပဲလုံနေရတာသူအသက်ရှင်နေတာဘာတမ်းမှမရှိဘူးဆိုရောတွေးမိရဲ့ဒါနဲ့တာဖြစ်သူလေသမားတဲ့သားနဲ့တဲ့အကောင့်တစ်ခေါက်လုပ်တယ်တဲ့အကောင့်တစ်ခေါက်လုပ်ပြီးတော့အဖေလေသမားကြီးစီခေါ်ပြီးတော့တဲ့အကောင့်တွေကိုဝင်ခိုင်းတယ်ပေါ့နော်အဖေဖြစ်သူကလည်းဘာမှမပြောဘဲနဲ့ GDP နဲ့ပဲအကောင့်တွေဝင်နေလိုက်တယ်အဲ့နောက်တဲ့တာဖြစ်သူကအကောင့်ဖုံးကိုဖုံးပြီးတော့တဲ့သူတို့လေရဲ့တစ်ဖက်မှာပေါ့နော်ကုန်းတကုန်းစီကိုတည်သွားတယ်နောက်ကုန်းဘက်ဟိုးဘက်မှာတဲ့အဖေဖြစ်သူကိုတဲ့ပြုတ်မယ်ဆိုပြီးတော့သူ့ရဲ့စိတ်ကူးနေပေါ့နော်အဲ့လိုနဲ့တဲ့ပြုတ်မဲ့နေအောင်ရောက်ပေါ်တဲ့အခေါင့်ကိုချပြီးတော့မြင်ချင်းစတူးတော့တယ်ပေါ့နော်ခဏနေတော့တဲ့အခေါင့်ဖုံးကနေပြီးတော့တောင်းနေတဲ့ခောက်တဲ့အတန်ကိုကြားတယ်အဲ့ဒါနဲ့တာဖြစ်သူကတဲ့မြင်ချင်းတူးလက်စယူခဏရက်ပြီးတော့အခေါင့်ဖုံးဖွင့်ပေးတယ်ပေါ့နော်ဒါဆိုတော့တဲ့ဘာပြောမလဲအဖေတဲ့ဒါတဲ့မင်းကဝိုးတဲ့မြုပ်ချင်းမြုပ်ပါတဲ့ဒါမဲ့တဲ့ငါကြီးပဲမြုပ်ပါပေါ့နော်ဒီအခေါင့်တော့မြပြန်ယူသွားအချိန်ကြရင်မင်းသားသမီးတွေလည်းဒါကိုလိုလားနိုင်တယ်ဆိုတဲ့အကြောင်းလေးထားပါတော့ပုံမြင်လေးကတော့စိတ်မကောင်းချက်ပုံမြင်လေးပေါ့နော်ရှိတော့ဒီမိပြတဲ့သားသမီးရဲ့ဆက်ဆံရေးကြားရပြောရတဲ့ပုံမြင်လေးဆိုတော့အပြိုင်နေတဲ့စိတ်မကောင်းပါခင်ဗျဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အားလုံးကို